ကြွက်သားကြီးထွားမှုကိုအဟန့်အတားဖြစ်စေတဲ့အချက်9ချက်အများစုကျွန်တော်ပါဝင် trainer ပေါင်းများစွာက training nutrition ဒါတွေပဲပြောနေတယ်ဘယ်သူမှမမျှဝေတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ကွက်လက်ဖြစ်သွားအဖြစ်ဒီနေ့မျှဝေပေးမယ်အဆုံးထိကြည့်ဖို့လိုအပ်ပါတယ်ကြွက်သားကြီးထွားခြင်းသူတွေအဲ့ဒီ topic ကဘာလဲဆိုရင် inflammation ဆိုတဲ့ process လူအများစုကအခုနောက်ပိုင်းလုံးဝသတိမထားမိကြဘူးအဲ့ဒီ inflammation ကစ조사သမျှ effort တွေကို waste ဖြစ်စေတဲ့အတွက်ဒီဗီဒီယိုအဆုံးထိကြည့်ပါတဲ့အတွက်အကျိုးရှိမယ်လို့ဆိုချင်ပါတယ်ပထမဆုံးသောအချက်ဒီ healthy food တို့ကျွန်တော်တို့ခံယူထားတဲ့ liver တက်ထားတဲ့အစားအသောက်တွေဒီကျွန်တော်တို့ inflammation ဖြစ်စေတယ်တချို့သောသူတွေအတွက်ဘလို့အစားအသောက်တွေလဲဆိုရင် oat meal ကအားလုံးသိတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ diet လုပ်တဲ့သူတွေစားတယ်ဒါပေမဲ့ oat meal ဒီတချို့သူတွေအတွက် inflammation ဖြစ်စေတယ် almond ဆိုတဲ့ဘာတန်စစ်ဒီလေတချို့သူတွေအတွက် inflammation ဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ကိုက်ညီတယ်မကိုက်ညီဘူး healthy food ဆိုတိုင်းကျွန်တော်တို့အတွက်ကောင်းတာမဟုတ်ဘူးကိုယ်နဲ့ကိုက်ညီတင်လို့တော့ရွေးချယ်တတ်ဖို့နားလေတက်ကြောင်းတဲ့ trainer သုံးအားရဆရာဝန်ရဲ့လမ်းညွှန်ချက်ယူပါခင်ဗျာနှုတ်ဆိုအချိန်ကုန်မဲ့လူပန်းမယ်ဒုတိယ inflammation ဖြစ်စေတဲ့အချက်တစ်ချက်ကဘာလဲဆိုရင် workout လုပ်ပြီးချင်းမှာအများစု protein shake လေးတွေတောက်တယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမြန်ဆန်ဆုပ်ယူနိုင်တဲ့ carbohydrate တစ်မျိုးအဲ့ဒီ carbohydrate ဒီမှာပြားရည်ဖြစ်စေငှက်ပြောသီးဖြစ်စေနနသီးဖြစ်စေနနသီးကိုတော့ကျွန်တော်သဘောကျတယ်ဘာလို့လဲဆိုရင်ကမ္ဘာကျော်အိုလံပီယာချစ်ချိန်ချန်ပီယံလေဟင်းနီရဲ့ trainer မှာ pre နဲ့ post မှာသူဒီနနသီးစားတယ်ဆိုတော့ flash magazine ဆောင်းပါးတစ်ခုကိုကျွန်တော်ဖတ်ဖို့လေနနသီးဒီကျွန်တော်ခန္ဓာကိုယ်မှာတခြားသောကောင်းကျိုးတွေအများကြီးရှိတယ်နနသီးလေးအဆင်ပြေစားအဆင်မပြေပြားရည်ဟုတ်ပေါ့နော် first digestion တစ်ခုခုကျွန်တော်ရောစားတဲ့နဲ့တတိယတစ်ချက်ဒီကျွန်တော်တို့ရဲ့ central nervous system လို့ခေါ်တဲ့ဗဟိုအာရုံကြောစနစ်တွေလည်း inflammation ဖြစ်နိုင်တယ်အမြဲတမ်းကျွန်တော်ပြောတယ်ကိုယ်နဲ့တန်ရဆော့ပါ heavy ဆော့တာဒီမှားတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ central nervous system ကြီးပင်ပန်းလာရင် inflammation ဖြစ်လာရင်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေကျလာတယ်အခမသိရင် injury ဖြစ်နိုင်တယ် cortisol တွေမြင့်တက်လာတယ်အဆီစုလာတယ်အဲ့အတွက်ကျွန်တော်တို့ဒီလေ့ကျင့်ခန်း program ကို intelligent ဖြစ်တဲ့ပုံစံ create လုပ်ထားရမယ် trainer ကိုညီယူရမယ် one bite ထဲက inflammation အဲ့ဒါဘာလဲဆိုတော့အစာရည်နဲ့ဥလန်းချောင်း inflammation အဲ့ဒါဆိုကျွန်တော်တို့အစာရည်နဲ့ဥလန်းချောင်း inflammation ကဘယ်အစားအသောက်တွေမှာဖြစ်စေနိုင်လဲဘယ်အချိန်မှာဖြစ်စေနိုင်လဲဆိုတာကိုစောင်းပါးတွေရှာဖတ်လို့ရတယ်ဒါဒီ short to the point ရှင်းပြတဲ့ဗီဒီယိုဖြစ်တဲ့ပုံမှာကျွန်တော်လူတိုရှင်းအသိလေးပေးလိုက်ခြင်းဖြစ်တယ်ခင်ဗျ AI ကိုမေးလို့ရတယ် Google မှာရှာလို့ရတယ်ဆရာဝန်တွေ trainer တွေကိုမေးလို့ရတယ်နော်အေးရေးမဝခြင်းဒီလေကျွန်တော်တို့ inflammation ဖြစ်စေပါတယ်အဲ့အတွက်ည7နာရီ9နာရီ10နာရီနောက်ကြဆုံးထားပြီးဖုန်းပိတ်လိုက်ပါမိတ်ဆွေကအဲ့ချိန်နဲ့အနှိမ့်ဆုံး1နာရီလောက်ခြားပြီးတော့ blue light ကိုပိတ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်လည်းအဲ့ရတာခက်တဲ့ပြဿနာရှိတယ်အဲ့တော့ည7နာရီလောက်ကျွန်တော်အိတ်တယ်ဆို10နာရီလောက်တည်းကဖုန်းကိုကျွန်တော်ပိတ်လိုက်တယ်မိချောင်းတွေအားလုံးရဲ့တဝက်ကိုကျွန်တော်ထုံးတယ်နိုင်ခွဲလောက်နေနောက်တဝက်ကိုထပ်လျှော့လိုက်တယ်တဖြည်းဖြည်းမှောင်လာတယ်အဲကွန်အဲ့ချိန်မှာကျွန်တော်ဖွင့်တယ်နှစ်ချက်အိပ်ပြကိုအထောက်အကူပြုတယ်အကယ်၍ကိုကတတ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ရင်တွေဘလို့ရင်လေးလဲဆိုရင်ချာမိုမိုင်းတီးလေးအင်မတန်ကောင်းတယ်အရန် relax ဖြစ်ပြီးနှစ်ချက်အိပ်ပျော်စေတယ်အဲ့တော့ကျွန်တော်တို့အိပ်ကြီးဝအောင်အိပ်ဖို့လိုအပ်တယ်နို့ဆိုရင်ကျွန်တော် inflammation ဖြစ်နိုင်တယ်နောက်တစ်ခု go hard or go home အမြဲတမ်း heavy မှာတယ် heavy မမပါတယ်ခင်ဗျာ deloading phase ဆိုတာထားသင့်ပါတယ်အလေးအမြဲတမ်းတိုးနေရနေပြီးတော့6ပတ်ကိုတစ်ချိန်တစ်ပတ်လောက်ကျွန်တော်တို့ deload အလေးဝင် short အချိန်အကျော် short တဲ့စနစ်လေးလုပ်သင့်ပါတယ်အဲ့လိုမှမလုပ်ခဲ့ဘူးဆိုရင်မိတ်ဆွေဒီ inflammation ဖြစ်နိုင်တယ်ကြီးထွားတိုးတက်မှုအထဟန်သားဖြစ်စေတယ်အကန့်မသိ overtrain နဲ့ injury ဖြစ်နိုင်တယ်เนาะကျွန်တော်ပြောတာလေးနည်းနည်းမြန်နေလားမသိဘူးအကြောင်းအရာရှည်လို့ကျွန်တော် short ချုပ်ပြောနေတာဖြစ်တယ်နောက်တစ်ခုကမီး plan လုပ်တယ် diet plan လုပ်တယ်ဆိုတဲ့အချိန်ညာရင်ကျွန်တော်တို့ရဲ့ goal setting နဲ့ကိုက်ညီတဲ့ calorie ပေါင်ရမယ်ကျွန်တော်တို့ရဲ့ lifetime မှာစားနေကြအစားအသောက်တွေဦးစားပေးရမယ်အဲ့ဒါဆိုရင်ကျွန်တော်စောစောမြဲစားဖြစ်တယ်နောက်ပြီးတော့အမြဲတမ်းစားနေရဖြစ်တဲ့အတွက်ကျွန်တော်ခန္ဓာကိုယ်နဲ့တတ်မှတ်တဲ့ inflammation ဖြစ်တာမဖြစ်နိုင်ဘူးရေဘူးရအဲ့တော့ diet plan ယူတဲ့အခါမှာလဲအာဟာရရဲ့အသိပညာရှင်ကိုယ့်ကိုရွေးချယ်စားတောင်းနိုင်မှာဖြစ်ပါတယ်ဒီချက်9ချက်ကသူ့ရဲ့အနှစ်ချုပ်ဒီ inflammation အဲ့ဒီအရာကိုလူတွေလုံးဝသတိမထားမိမိတ်ဆွေလည်းသတိမထားမိခဲ့တယ်လို့ကျွန်တော်လည်းသတိမထားမိခဲ့ဘူးအဲ့အတွက်စူးစမ်းသလောက်မဖြစ်နေတာ genetic လည်းမဟုတ်ဘာမှမဟုတ်ဒါလေးပြင်ကြည့်လိုက်ပါရလက်ထူးမယ်လို့ထင်ပါတယ်တွေးစရာတခုရရင် yes တော့မှပြပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါ